လောကမှာဘဝတစ်ခုရလာတဲ့အခါမှာနေပုံထိုင်ပုံကအမျိုးမျိုးရှိတယ်ကောအကျိုးရှိတဲ့နေနည်းရှိတယ်လို့မိမိတဏ္ဍာမှာအကျိုးမဲ့စေတတ်တဲ့နေနည်းရှိတယ်အချို့သောနေနည်းကပစ္စုပန်ဘဝမှာတော့ကောင်းပါရဲ့ဓမ္မဘဝမှာမကောင်းတဲ့နေနည်းမျိုးလည်းရှိတယ်ပစ္စုပန်တန်တရာနှစ်ဖြာလုံးအကျိုးရှိမဲ့နေပုံနေနည်းမျိုးကိုဘုရားမြတ်စွာကဆုံးမဩဝါဒပေးပါတယ်အဲ့ဒီလိုနေတတ်ဖို့လို့ဆိုတာလူတွေမှာမျက်စိနှလုံးရှိရတယ်လို့အသိဉာဏ်ကလည်းပဲနှမျိုးရှိဖို့လိုအပ်တယ်တဲ့ဘုရားမြတ်စွာကအန္တသုတ်တံမှာဒိစက္ခုမျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်အကောင်းဆုံးပုဂ္ဂိုလ်လို့ဒီလိုဟောထားတာရှိတယ်မျက်စိနှလုံးဆိုတာလူတိုင်းမှာမျက်စိဟာတစ်လုံးနဲ့မဟုတ်ဘူးနှလုံးရှိကြတယ်အသိဉာဏ်ကလည်းပဲထို့တူနှလုံးရှိရမယ်နှလုံးရှိတယ်ဆိုတာနှစ်ဖက်မြင်ရမယ်လို့တစ်ဖက်သက်မမြင်ရဘူးလို့ဒီလိုဆိုလို့အဲ့တော့နှစ်ဖက်ဆိုတာမြတ်စွာဘုရားကရှင်းပြတယ်လူလောကလူရည်လို့ဖြစ်လာတဲ့အခါမှာမရသေးတဲ့စည်းစိမ်ဥစ္စာတွေကိုရဖို့ရလာတဲ့စည်းစိမ်ဥစ္စာတွေတည်မြဲဖို့တည်မြဲပြီးသားစည်းစိမ်ဥစ္စာတွေတိုးတက်ဖို့သိမြင်တတ်တဲ့အသိဉာဏ်ဆိုတဲ့မျက်စိတစ်လုံးနဲ့ရှိဖို့လိုတယ်ဒါဒီဘဝကောင်းကျိုးအတွက်နောက်ဘဝကောင်းကျိုးအတွက်ကုသိုလ်အကုသိုလ်အပြစ်ရှိတယ်အပြစ်မရှိဘူးဓမ္မရေးရာနဲ့ပတ်သက်တဲ့သိတဲ့ပညာမျက်စိမျိုးကလည်းပဲနောက်ထပ်လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုတစ်ခုနဲ့တစ်ခုထိမ့်ညှိပြီးတော့ပေးရလောကအကျိုးကြီးကြိုးစားမယ်ဆိုလို့ရှိရင်တန်တရားအကျိုးကလစ်လပ်သွားတတ်တယ်။ဒါကြောင့်မို့လောကအကျိုးတန်တရားအကျိုးနှမျိုးလုံးကိုမြင်နိုင်တဲ့အသည့်နှမျိုးနဲ့ထိမ့်ကွက်ပေးရမယ်လို့ဒီလိုဆုံးလို့တာအဲ့တော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်လူတွေမှာစီးပွားဥစ္စာတိုးတက်လာတော့လေကိုချင်းတရားဆိုးရုပ်ပြပြသွားလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာတဖြည်းဖြည်းဆိုးရုပ်သွားနိုင်တယ်ဒါကြောင့်မို့စီးပွားရေးဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်ကိုချင်းတရားဘက်ကလည်းတိုးတက်အောင်လုပ်ရမယ်ဒီလိုဆုံးလို့တာနော်ကိုချင်းတရားလည်းတိုးတက်ရမယ်စီးပွားလည်းတိုးတက်ရမယ်နှမျိုးနှစ်စာတိုးတက်ကြီးပွားအောင်ကြံဆောင်သိမြင်တဲ့အသိပညာမျိုးကိုဒီနေရာမှာမျက်စိနှလုံးလို့ဒီလိုခေါ်တာစီးပွားရေးမျက်စိရှိရမယ်ပညာရေးဓမ္မရေးရာမျက်စိလည်းရှိရမယ်ဓမ္မရေးရာမျက်စိဖြင့်တိုးတက်လာတဲ့စီးပွားရေးရဲ့စီးပွားရေးတိုးတက်မှုကိုအကြောင်းပြုပြီးတော့အကျင့်စာရိတ္တမပြည့်ပြားအောင်ထိတ်ကွက်ပြီးတော့ပေးတယ်တဲ့လို့ဆိုလို့ကဲကောင်းပြီစီးပွားရေးမျက်စိတော့ရှိပါရဲ့ဓမ္မရေးရာမျက်စိမရှိဘူးဆိုရင်ဘာဖြစ်တတ်တယ်လဲလို့ဆိုလို့ရှိရင်အေးစီးပွားရရင်ပြီးရောဘာမဆိုလုံးမယ်ဆိုတဲ့အတွေးခေါ်တွေဝင်လာတတ်တယ်တစ်ဖက်ကထိန်းထားရမယ်အဲ့ဒါလို့ထိန်းတိုင်းမရှိဘူးဆိုလို့ရှိရင်ကိုချင်းတရားပြက်ပြားပြီးတော့စီးပွားရှာတတ်တယ်ကိုချင်းတရားပြက်ပြားပြီးတော့ရလာတဲ့စီးပွားဥစ္စာဟာတည်ငြိမ်မှုနဲ့တည်မြဲမှုမရှိဘူးတဲ့ကြည်လေလောကမှာလည်းပဲစီးပွားဥစ္စာတွေတချို့တိုးတက်လာတယ်သို့တော့အကျင့်စာရိတ္တဘက်ကယိုရင်းသွားသည့်အတွက်ကြောင့်ရလာတော့စည်းစိမ်ဥစ္စာဟာလည်းပဲပျက်စီးဆုံးရှုံးသွားတတ်တယ်ကိုချင်းတရားပြတ်သွားလို့ရှိရင်စည်းစိမ်ဥစ္စာလည်းမတည်ငြိမ်နိုင်ဒါကြောင့် economic progress နဲ့ spiritual progress လို့ခေါ်တာပေါ့ဒီနှစ်ခုဟာထိန်းညှိပြီးတော့ထားရမယ်ဒီနှစ်ခုထိန်းညှိထားလို့ရှိရင်စီးပွားတိုးတက်မှုလည်းခိုင်မြဲတယ်တစ်ဖက်ကလည်းပဲကိုချင်းတရားလည်းပဲခိုင်မြဲတယ်စီးပွားနဲ့ကိုချင်းတရားကိုထိန်းတယ်ကိုချင်းတရားနဲ့စီးပွားကိုပြန်ထိန်းတယ်ဒီလိုနှစ်ဖက်နှစ်တန်ရှုမြင်တတ်တဲ့ပညာမျက်စိရှိရမယ်လို့မြတ်စွာဘုရားကအဲ့ဒီတုတ်တံမှာဟောတယ်ဘာဖြစ်လို့လဲဆိုတော့တန်တရားထဲမှာနေတဲ့အခါမှာလည်းပဲချမ်းသာဒုက္ခရဖို့ဆိုတာကောင်းတဲ့အကြောင်းတွေဆောင်ရွက်နိုင်မှရတာပေါ့ဒါဖြင့်ကောင်းပြီဘဝမှာအကျိုးရှိရှိနေဖို့ဆိုလို့ရှိရင်ဘာစဉ်းစားရမလဲမိမိကိုယ်ကိုမိမိအမြဲသုံးသပ်ဆင်ခြင်ရမယ့်အချက်ကကထံဘူတတ္တမေရတ္တိဓိဝဝိတေဝတံတိဘယ်လိုနည်းနဲ့နေ့တွေရက်တွေငါအဖို့ကုန်းနေတယ်လဲဆိုတာလူတိုင်းတွေးတယ်ငါတနေ့တာအချိန်ကုန်သွားတယ်လူဘဝလူတိုင်းဟာရပ်နေတာမဟုတ်ဘူး
လူဘဝရလာတဲ့နေရာနေတရပြီးတရအချိန်တွေကဖြတ်ကျော်လာခဲ့တာဖြတ်ကျော်လာခဲ့တာတစ်နှစ်သားကနေပြီး10နှစ်သား10နှစ်သားကနေအနှစ်20အနှစ်20ကနေ30 40 50ဒီလိုဖြတ်လာခဲ့အဲ့ဒီဖြတ်လာခဲ့တဲ့ဖြတ်တန်းလာခဲ့တဲ့နှစ်တွေဖြတ်တန်းလာခဲ့တဲ့လတွေဖြတ်တန်းလာခဲ့တဲ့ရက်တွေဖြတ်တန်းလာခဲ့တဲ့နာရီတွေမှာဘယ်ပုံဘယ်နည်းငါအချိန်ကုန်ခဲ့တယ်လေဒါကိုပြန်စဉ်းစားရမယ်ဘုရားမြတ်စွာကကထံဘုဒ္ဓတဘယ်လိုနည်းဘယ်လိုအခြေအနေနဲ့ရတ္တိဓိဝါနေ့တွေညတွေဟာဝါရက်တွေဟာဝိတိဝတ္တတိငါမှာကုန်လွန်ခဲ့တယ်လေဆိုတာစဉ်းစားပါစဉ်းစားလိုက်ရင်အဖြေဆိုတာထွက်လာတတ်တယ်ဟောအကျိုးရှိရှိအချိန်ကုန်နေတာလားအကျိုးမဲ့အချိန်ကုန်နေတာလားလောကရဲ့စီးပွားရေးတွေအတွက်အချိန်ကုန်နေတာလားဓမ္မရေးရတဲ့အချိန်ကုန်တာလားဆိုတော့ကိုယ်အချိန်ကိုဇရာညှိပြီးတော့ကြည့်လိုက်လို့ရှိရင်အချိန်ကိုဘယ်ပုံဘယ်နည်းအသုံးချနေတယ်ဆိုတာအဖြေတွေ့လာမှာပဲအဲ့ဒီအဖြေတွေ့လာတဲ့အခါမှာခုနကလိုလောကအကျိုးတဏှာအကျိုးဒီဘဝအကျိုးနောက်ဘဝအကျိုးဒီအကျိုးနှမျိုးလုံးအကျိုးရှိရှိကုန်ဖို့အရေးကြီးတယ်လို့ဒီလိုဆိုတယ်ပစ္စုပန်အကျိုးတစ်ခုတည်းတင်လုံးမပြီးတော့နေလို့ရှိရင်တဏှာအကျိုးကလေဟင်းသွားတတ်တယ်တော့မကောင်းတဲ့ဘဝရောက်သွားလို့ရှိရင်ဒီဘဝချမ်းသာတော့လဲနောက်ဘဝမှာနဲ့နာဆုံးရှုံးသွားနိုင်တယ်ဒါကြောင့်မို့နှစ်ဖက်စလုံးညှိပြီးတော့ကိုယ်အမြင်နှမျိုးနဲ့ကြည့်ပြီးတော့နေ့ရက်တွေကိုကုံဆုံးစေရမယ်ဒါနေပုံနေနည်းတစ်ခုပဲအဲ့တော့လောကမှာလူတွေနေကြတယ်ကုသိုလ်ရအောင်နေပြီးဘယ်လိုနေမလဲဆိုတော့ပြုပြင်ပေးဖို့လိုအပ်တယ်ပထမနံပါတ်1ကကုသိုလ်ရအောင်အကျိုးရှိအောင်လုပ်ဖို့ဆိုတာအကျိုးဆိုတာကောင်းကျိုးချမ်းသာတွေရဖို့အတွက်လိုအပ်တယ်အဲ့တော့ကောင်းကျိုးချမ်းသာတွေရဖို့အတွက်အချက်၄ချက်နဲ့ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေကိုလေ့ကျင့်ပေးရမယ်အချက်1ကဘာလို့ဆိုလို့ရှိရင်ငါစိတ်ထဲမှာငါတန်တန်မှာဒီဘဝရလာတဲ့ချိန်မှာကုသိုလ်စိတ်များများဖြစ်စေရမယ်ဆိုတဲ့အချက်ဘာဖြစ်လို့ကုသိုလ်စိတ်များများဖြစ်ရမလို့ဆိုကုသိုလ်ဆိုတာအဆိုးတရားတွေကိုဖယ်ရှားပြီးကောင်းကျိုးတရားတွေကိုဖော်ဆောင်ပေးနိုင်တဲ့သဘောဒါကြောင့်မို့လို့ကုသလကုသိုလ်ကုဆိုတာအဆိုးတရားတွေကိုတလဖယ်ရှားပြနိုင်တဲ့စွမ်းအားရှိတဲ့သဘာဝတရားမျိုးအဲ့ဒီသဘာဝစွမ်းအားတွေဆိုတာဘာတွေပြောတာလို့ဆိုရင်အလောဘတို့အဒေါသတို့အမောဟအလောဘဆိုတဲ့ကိုယ့်ရဲ့ပစ္စည်းကိုလောကမှာလူတွေဟာတယောက်တည်းနေတာမဟုတ်သည့်အတွက်ကြောင့်ကိုယ့်ရဲ့ပစ္စည်းကိုအများနဲ့မျှဝေခံစားနိုင်ဖို့ပစ္စည်းကိုဘလောက်ပဲများဆုပ်ကင်ထားတာမျိုးမဖြစ်ဘဲနဲ့အများနဲ့မျှဝေခံစားနိုင်လောက်အောင်ဆွတ်လွတ်နိုင်တဲ့သဘောတစ်ခုပေါ့နော်အဒေါသဆိုတာအများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာအမောဟဆိုတာဘာလုံးတင်တယ်လဲလုံးတင်သလားမလုံးတင်ဘူးလားသိတဲ့အသိပညာမျိုးအဲ့ဒီသဘာဝတရားတွေအဆိုးတရားတွေကိုဖယ်ရှားနိုင်တာဖြစ်လို့ကုသိုလ်လို့ခေါ်တယ်အဲ့ဒီကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ရမယ်ငါတဏ္ဍာမှာဖြစ်စေရမယ်တတ္တာတရားတွေဖြစ်စေရမယ်သီလတရားတွေဖြစ်စေရမယ်တမာတိစွမ်းအားတွေဖြစ်စေရမယ်အကောင်းဆုံးအကြောင်းကျိုးကိုခွဲခြားသိနိုင်တဲ့အသိပညာစွမ်းအားတွေကိုယ်တဏ္ဍာမှာရင့်တန်ထွားကြိုင်စေရမယ်လို့စိတ်ထဲမှာဆုံးဖြတ်နဲ့အဋိဋ္ဌံချက်တစ်ခုလောက်အောင်ဒါကိုစာပေကနိယမိတ်တာကုသိုလ်စိတ်တာဖြစ်အောင်လုပ်မယ်အကုသိုလ်မဖြစ်စေရဘူးလို့ဆိုတဲ့စိတ်ကို determination ပေါ့စိတ်ကိုဆုံးဖြတ်ပြီးတော့အဲ့ဒါလို့လုပ်ရမယ်လို့ဆိုတယ်အဲ့ဒါလို့စိတ်ကိုစောင့်တည်ထားလိုက်လို့ရှိရင်တတိထားတတ်လာပြီးတော့ကိုယ်စိတ်ဟာကုသိုလ်ဖြစ်ဖို့ပဲကိုဥလှဲ့လာလူဘဝမှာအကျိုးရှိနေဘူးဆိုရင်လောကအကျိုးတစ်ခုတည်းကိုပဲမကြည့်ပဲတန်တရားအကျိုးပါမြင်နိုင်ရပါတယ်စီးပွားရေးတိုးတက်မှုနဲ့ကိုယ်ကျင့်တရားတိုးတက်မှုကိုမညှိနိုင်ရင်ဘဝမတည်မြဲနိုင်ပါဘူးဒါကြောင့်မိမိဘဝကိုအချိန်တိုင်းပြန်သုံးသပ်ပြီးကုသိုလ်စိတ်များများဖြစ်အောင်လေ့ကျင့်နေဖို့လိုပါတယ်